တရုတ်စာကိုစတင်မဲ့သူတိုင်းမဖြစ်မနေတည်တဲ့နဲ့တရုတ်စကားရဲ့အခြေခံစာကြောင်းတိစောက်ပုံကိုလာရှိုရဲ့ HSK1 က grammar သင်ခန်းစာလေးနဲ့မျှဝေပေးလိုက်ပါတယ်။လေ့လာကြည့်ကြည့်ရအောင်။အဲ့တော့ lesson 2မှာကစာကြောင်းလေးတွေရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တရုတ်စာကြောင်းတိစောက်ပုံလေးသိရမယ်။ဆိုတော့တရုတ်စာကြောင်းတွေကဘလောက်ခက်တဲ့စာကြောင်းပဲဖြစ်ဖြစ်ကဒီအစင်လိုက်ပဲသွားတယ်။ဘာလို့စင်လိုက်လဲဆိုတော့ subject verb object အဲ့စင်လိုက်သွားတယ်။ဒါဆိုလို့ရှိရင် subject ကကြာမြန်မာလိုဂါနဲ့စုံနေတာ subject ဥပမာသူကနေကငါကအဲ့လိုမျိုးဂါနဲ့စုံနေတာ subjectနော်အဲ့ဆိုတရုတ်တို့ကကြိုက်ကားတွေပိုင်းစမ်းကြတာမလို့နော် subject ဘာလဲဆိုတာသိရပြီနောက် go နဲ့စုံနေဟာတဲ့ object သူကိုငါကိုနင့်ကိုအဲ့လို go နဲ့စုံနေဟာတွေက object verb ကချာဆိုတာပြောတယ်ခေါ်သည်တို့သွားသည်တို့စားသည်တို့လာသည်တို့နော်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါတွေက verb တွေနော်ဆိုတော့တရုတ်စာကြောင်းတွေကဘလောက်ခက်တဲ့စာကြောင်းဘလောက်ရှည်တဲ့စာကြောင်းပဲဖြစ်ဖြစ်က subject verb object တွေအစလိုက်သွားတယ်ဆိုတော့တကယ်လို့တချို့စာကြောင်းတွေက subject ကနေမစဘူးဆိုရင် verb ကနေစပြောရမယ်။ရပြီနော်။ဒါဆိုလို့ရှိရင်ကိုသိရမှာကတရုတ်စာကြောင်းတွေဒီ subject verb object အဲ့စလိုက်တိုင်းသွားရဆိုတာသိရမယ်နော်။ဟောဒါဆိုနမူနာလေးကြည့်ကြည့်အောင်။နင်းနာမည်ဘယ်လိုခေါ်လဲ။ဒါဆိုလို့ရှိရင်ဒီမေကွန်းကဒါမြန်မာလိုပြောတာပေါ့။တရုတ်လိုပုံစံပြန်ပြင်လိုက်တဲ့အခါကျတော့ဘယ်လိုဖြစ်ရမလဲဆိုရင်နင်းဘာနာမည်ခေါ်လဲ။ဘာသာစကားမတူတာဖြစ်တဲ့ကြောင့်ပြောပုံပြောနည်းတော့မတူဘူးပေါ့လေနော်အဲ့တော့တရုတ်လူကကြတော့နင့်နာမည်ဘယ်လိုခေါ်လဲမဟုတ်ပဲနင်းဘာနာမည်ခေါ်လဲအဲ့လိုဖြစ်သွားနင်းဘာနာမည်ခေါ်လဲဒါဆိုလို့ရှိရင်ရှုပ်စာကြောင်းလောက်မှာနင်းဘာနာမည်ခေါ်လဲဆိုတဲ့ဟာအတွက်စာကြောင်းလောက်ကြည့်အောင်ဒါဆိုလို့ရှိရင်စာကြောင်းလုံးမှာဆိုတော့တရုတ်စာကြောင်းတွေကဘယ်လိုလုပ်ရလဲ subject verb object ဆိုတဲ့စလိုက်တိုင်းလောက်ရတယ်ဒါဆိုရင်တော့ဘာကိုရှာရမလဲ subject ကိုရှာရမှာပေါ့ဒါဆိုဒီမှာကြည့်ကြည့်အောင်နင်းဘာနာမည်ခေါ်လဲအဲ့ဒီမှာ subject ကဘယ်ဟာဖြစ်မလဲ对 subject က你ဒါဆိုလို့ရှိရင်你ကတရုတ်လိုပြောရလဲ你好ဒါဆို subject ရပြီ subject ပြင်ပါလာမလဲ verb ကကြတော့对ခေါ်သည်ဆိုတဲ့ဟာခေါ်သည်က verb နော်ခေါ်သည်ကိုတရုတ်လိုကြတော့ဘယ်လိုပြောရမလဲ对叫ဒါဆိုလို့ရှိရင် subject verb ရပြီပြီးတော့ဘာပဲကြံတော့လဲဘာနာမည်နော်ဘာနာမည်ဒါပဲကြံတော့မယ်ဒါဆိုရင်တော့ဘာဆိုတော့什么နာမည်ကကြတော့名字အဲ့တော့နေဘာနာမည်လို့ခေါ်လဲအပြည့်စုံက你叫什么名字你叫什么名字ရပြီနော်ဆိုတော့တွေ့လားစာလုံးလေးတွေကိုမှတ်မိရမယ်နော်အဲ့တော့ vocabulary တွေအရင်ဆုံးရအောင်ကြက်ရအောင်ရေးပြီးတဲ့ခါကျတော့မှဒီ grammar လေးကိုဆက်ကြည့်ရမှာပေါ့နော်မဟုတ်လို့ရှင်လို့ရှစ်ပါပြောနေမယ်သိမှာမဟုတ်နော်好ဒါဆိုလို့ရှိရင်ရပြီနော်မိကုမင်းမဲ့တယောက်နဲ့တွေ့တဲ့အခါမှာအိမ်နဲ့ဘယ်လိုခေါ်လဲ你叫什么名字你叫什么名字ဒါဆိုပြန်ဖြေမယ်ပြန်ဖြေကြည့်အောင်ငါက小雨လို့ခေါ်ပါတယ်နော်ငါက小雨လို့ခေါ်ပါတယ်ဆရာလုံးဘယ်ရဆလာမှာလဲ subject ကဆလာမှာဒါဆိုဒီမှာငါက小雨လို့ခေါ်ပါတယ်ဆိုတဲ့စာကြောင်းမှာ subject လေးရှာပေးပါအောင် subject ကဘယ်ဟာဖြစ်မလဲ对ငါကဆိုတော့ဒါက subject ပေါ့ငါကတရုတ်လိုပြောရမလဲ我对ဒီကတွေဘာစမ်းစရာမလိုနော်我ဟုတ်ပြီ subject ရပြီပြင်ပါလာမလဲ verb ကဘယ်ဟာလဲ对 verb ကခေါ်ပါတယ်ခေါ်ပါသည်ဆိုတဲ့ဟာက verb ခေါ်သည်ဆိုတာကိုတရုတ်လိုက叫ဒါတကြောင်ဆိုရင်我叫ရပြီနောက်မှဘာလို့ခေါ်တာလဲ小雨လို့ခေါ်တာဒါဆိုလို့ရှိရင်မှာ小雨ထပ်ထည့်မယ်我叫小雨我叫小雨ပြေဆုံးရပြီဒီလို့တွေပါလဲစဉ်းစားကြမလို့တရုတ်လိုอ่ะเนาะ好ဒါဆိုလို့ရှိရင်သူများမေးရဲ့နင့်နာမည်ဘယ်လိုခေါ်လဲ你叫什么名字ပြန်ပြင်မယ်ငါက小雨လို့ခေါ်ပါတယ်我叫小雨我叫小雨တကယ်လို့ကိုယ့်နာမည်ကထားပါတော့လှလှဆိုရင်我叫လှလှနော်ငါနာမည်ကထားပါတော့မြမြပါ我叫မြမြအစရှိသဖြင့်ပြောလို့ရတယ်တရုတ်စာကိုခြေခံနေပြီးတော့မှအစစ်မြင် level ထိလောက်ရှုတဲ့တူလေးလာခြင်းနဲ့ဆိုလို့ရှိရင် Wise ရဲ့ basic တွေ HSK5 bundle လေးကိုလေ့လာဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နော်ဒီသင်တန်းနဲ့ပတ်သက်ပြီးသိချင်တာတွေကို Messenger မှာသို့မဟုတ် Telegram မှာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်